အခုတော့ကျမအရွယ်ရောက်တဲ့မိန်းမပျော်လေးဖြစ်နေပြီလေကျမရဲ့ရင်သားတွေကိုကြည့်ပါဆွဲဆောင်မှုမရှိဘူးလားအခုကျမရှင့်အတွက်အစင်သစ်မယ်ရှင်နဲ့အတူချစ်ရည်လူဖို့အစင်သစ်ဖြစ်နေပြီနမောင်အုံမိုင်းနေတဲ့တောအုပ်ကြီးရဲ့အလဲဘဟုမှာအချိန်ကာလအလီလီဖြတ်တန်းစီးဆင်းနေတဲ့စမ်းချောင်းလေးတစ်စင်းရှိပါတယ်ထိုစမ်းချောင်းလေးရဲ့အပေါ်မှာတော့ခန္ဓာထေဝါလာတဲ့တစ်ပင်ကြီးတစ်ပင်ဟာကင်ဂျမာရဲ့စီမံမှုအတိုင်းကလန့်ပြတ်လေးကျနေပြီးတော့တဘာဝကဖန်တီးပေးထားတဲ့တစ်လုံးတတားဟောင်းကြီးတစ်ခုဖြစ်တည်ရှိနေတာပေါ့ရှင်ကြီးစိမ့်တွေဖုံးလန်းနေတဲ့အဲ့ဒီတစ်လုံးကြီးဟာစမ်းချောင်းရဲ့ဟိုဘက်ဒီဘက်ကဘာနှစ်ခုကိုခိုင်မြဲစွာဆက်သွယ်ပေးထားပြီးတောတောင်ကိုအမိတဟဲပြုနေရတဲ့ရွာသားတွေအတွက်တော့ဒေါ်လိုက်ဖို့တေဝတဖုရှာဖို့မရှိမဖြစ်ဖြစ်တန်းသွားလာနေရတဲ့လမ်းဟောင်းလေးတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ထိုအေးချမ်းလာတဲ့စမ်းချောင်းလေးဘေးကလေလူဟာရုပ်ကြီးဆိုသလိုပြောင်းလဲအေးစိမ့်သွားခဲ့ပါပြီ။စိမ့်လန့်ဆိုပြေမှုတွေကြားမှာတမျိုးကြီးခြောက်ချဖို့ကောင်းတဲ့ရနံ့တွေကိန်းအောင်လာသလိုမြင်ရသူတိုင်းရဲ့ကြောရိုးတွေအထိစိတ်ဝင်သွားစေမယ့်ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကစီးကြိုလို့နေခဲ့ပါတယ်။ဒါကတော့ရွာသားတွေမမျှော်လင့်မဲတွေ့ရှိခဲ့ရတဲ့ထူးဆန်းအော်ပဲတက်သားရုပ်ထုကြီးတွေပါပဲ။၆သွေးနေတဲ့တက်သားရုံးတွေကိုလူကိုယ်တွေတန်းအရှည်လိုက်ထုဆက်ထားပြီးတော့ထိတ်လန့်စရာအကောင်းဆုံးကတော့အရီရုပ်ထုတွေရဲ့ဦးကောင်းနေရာမှာတကယ်လူသားတွေရဲ့သပင်အဆက်တွေကိုကြာနာစွာစီးနှောင်ထားတာပဲဖြစ်ပါတယ်။ဟောင်းနှန်းဆုပ်ပြတ်ပြီးတော့နန်းစော်နေတဲ့အဝတ်စားတွေကိုဝတ်ဆင်ပေးထားတဲ့ထိုရုပ်ထုကြီးတွေဟာမြေပြင်ပေါ်မှာတက်မိတ်အလောင်းပြင်ကြီးတွေလိုဖျူဖျဲလဲလောင်းနေကြတာကြောင့်မြင်ရသူတိုင်းကိုကြက်သိမ်းမွင်းညင်းထစေပြီးတော့ရှင်ထဲမှာမဖော်ပြနိုင်တဲ့ထိတ်လန့်မှုတွေကိုပေးစွမ်းနေပါတော့တယ်။နေမင်းကြီးကအနောက်ဘက်တောင်တန်းတွေရဲ့နောက်ွယ်ကိုတဖြည်းဖြည်းချင်းငုံရှိုးကွယ်ပြောက်လို့နေဝင်ရိုးရီအချိန်ကာလကိုရောက်ရှိလာပါပြီ။ကောင်းကင်ရံတစ်ခုလုံးဟာလေသွေးရောင်လွှမ်းနေလိမ်မုံရောင်ရင့်တန်းနေပြီးတော့တောအုပ်ကြီးအတွဲမှာတော့ခမမောင်အရေးအာဝါဒတွေကကြီးစိုးလာခဲ့ပါတယ်။ဒီလိုစီးစားအချိန်မှာပဲတရွာလုံးမှာအရင်ကြီးစိုးတငယ်ချင်းတွေဖြစ်ကြတဲ့တိုးနိဆိုရိုနေအောင်ဟာပခုံးပေါ်မှာတူမီတနတ်ကိုစီကိုကြစ်ကြစ်ပအောင်လွှဲထားရင်းနဲ့စမ်းချောင်းလေးစီကိုအေးအေးလူလူလမ်းလျှောက်ဝင်လာခဲ့ကြတာပါခြေလမ်းတွေကရေစက်နာကိုရောက်ရှိသွားတဲ့ခဏမှာပဲလေရဲမှာတမျိုးကြီးထူးခြားနေတာကိုသူတို့နှစ်ယောက်စလုံးအလိုလျောက်အာယုံခံမိလိုက်ကြပါတယ်သူတို့ရဲ့အကြည့်တွေဟာရှေနာကအရာဝတ္ထုတစ်ခုစီကိုတားလိုက်လို့ဆွဲငင်ခံလိုက်ရတယ်လို့ဗျိုင်းတူရောက်ရှိသွားခဲ့ကြပါတယ်အဲ့ဒါကတော့တပင်ကြီးကိုကြောမိပြီးမတ်တက်ရသားထောင်ထားတဲ့တသားရုပ်ထုကြီးတစ်ခုပါပဲမိန်ပြပြအလင်းရောင်အောင်မှာထိုရုပ်ထုကြီးကိုကြည့်ရတာတသားရုပ်ထုလောက်တော့မှမထင်ရပဲနဲ့တကယ်လူသားတယောက်အသက်ဝင်ရသားရှိနေတဲ့အောင်ထင်မှတ်မှားစရာပါရုပ်ထုရဲ့ဦးခေါင်းထပ်မှာစီးနှောင်ထားတဲ့နူးညံ့လာတဲ့စပင်းအစစ်တွေကတော်ရင်ကတိုက်ခတ်လာတဲ့လေအဝေးမှာတလွဲလွဲနဲ့လှုပ်ရှားနေတာကိုမြင်လိုက်ရတဲ့အခါတိုးနိအဆူရဲ့ရှင်နေမှာတော့စိတ်ငနေတုံသွားပြီးကြောရိုးတလျှောက်စက်သိမ်းမွေးညွန့်နေတဖြန်းဖြန်းထသွားကြပါတော့တယ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်မှာထိုရုပ်ထုကြီးရဲ့တည်ရှိမှုဟာတစုံတစ်ယောက်ကသူတို့ကိုတိတ်တဆိတ်စောင့်ကြည့်နေတယ်လို့မျိုးခန်းစားချက်ကိုပေးစွမ်းနေခဲ့ပါတယ်ဟဲ့အောင်မင်းကလည်းဘာလို့ကြောက်နေရလဲငါတင်တော့ဒါရီကဘာအဆွဲလန်းမှမဟုတ်ပါဘူးကရွာရီကကလေးတွေလာဆော့ရင်လည်းလှုပ်ထားခဲ့တာနေမှာဒီရွာလူတွေကလည်းပါဇက်တရမ်းပြီးတော့ရှောက်ပြောနေကြတာတခုမှယုံစရာမရှိဘူးယုံမနေနဲ့ဟျောစူးကသူ့တငယ်ချင်းရဲ့တုံးလုံးမှုကိုလှောင်ပြသလိုရှင်မောရင်းနဲ့အပေးစကားဆိုလိုက်တယ်သူကတော့ဒီလိုထူးဆန်းအော်ဝရတွေကိုဂယုမဆိုင်သလိုဘေးပတ်ဝန်းကျင်ကခြောက်ခြားစရာအငွေသက်တွေကိုလည်းအမှုမထားပါဘူးအဲဒီနောက်စူးကပတ်ဝန်းကျင်ကိုတစ်ချက်ဝေးကြည့်လိုက်ပြီးတော့တောနတ်ကြီးတစ်ခုလုံးတုံဟီးသွားစီမဲ့ဩဇာတန်အပြည့်နဲ့ဟိဟောက်ပြီးတော့စိန်ခေါ်လိုက်ပါတယ်ဟဲ့အောင်မင်းတကယ်တတိရှိရဲဆိုရင်ငါအရှိကိုလူလုံးထပ်ပြဆန်းကွာစူးရဲ့အစိန်ခေါ်တန်ကလေထဲမှာပြန့်လွင့်လို့မစုံသေးခင်မှာပဲရုတ်တရက်ဆိုသလိုတစ်ဖက်ကန်းကနတ်မောင်နေတဲ့ခြုံပုတ်တွေကြားတွေကနေနားကွဲမတက်အတန်ကြီးနဲ့အတူကြောက်တော့အကြီးကြီးတရုံဟာရေတွေကိုဝုန်းနေကြလာပါတော့တယ်စမ်းကြောင်တွေကရေတွေကကောင်းကင်ဘော်ထိစင်တက်ကုန်ပြီးထိုကြောက်တုံးကြတဲ့ဟာငြိမ်သက်နေတဲ့တောအုပ်ကြီးထဲမှာကြောက်မဖွယ်ကောင်းလာအောင်ပဲ့တင်ထွက်သွားခဲ့ဟာဘာလဲဟာအဲ့ဒီကြောက်တုံးကိုဘယ်သူပြစ်လိုက်တာလဲဒါမှမဟုတ်ရွာသားတွေပြောနေတဲ့နန်းတွေတေးမှများလားမသိဘူးတိုးကတော့တုံရင်နေတဲ့အတန်နဲ့ကြောက်လန့်တကြားအော်ပြောလိုက်တယ်ဒါပေမဲ့စူးကတော့တစက်ကလေးမှမကြောက်တဲ့ပြင်သူ့ရဲ့စိန်ခေါ်မှုကိုတုံ့ပြန်လိုက်တာကြောင့်ဒေါသတကြီးနဲ့ထပ်မံအော်ဟစ်လိုက်ပြန်ပါရီဟုတ်ချင်မှဟုတ်မှာပါတရေဆိုတာကဒီလောက်တောင်အစွမ်းထက်နေလို့လားတကယ်တော့ဟုတ်ရင်ထွက်လာခဲ့စမ်းပါငါကိုယ်တိုင်အမိရဖမ်းစီပြီးတော့ပညာကောင်းကောင်းပေးလိုက်မယ်ငါအကြောင်းသိရသေးတာပေါ့စူးရဲ့ရေတန်လုံးနဲ့လောင်ရည်တန်က
နေဝင်မိုးချုပ်တောနက်ကြီးထဲမှာပို့လို့တောင်ခြောက်ချစရာကောင်းနေပါတော့တယ်ဟဲ့အောင်စုဟိုမှာကြည့်စမ်းအဲ့ဒါလူစပင်းအစ်စ်တွေမဟုတ်လားဟာငါကြည့်ရတာဒီနေရာတမျိုးကြီးပဲဟာပုံမှန်တော့မဟုတ်တော့ဘူးမြန်မြန်သွားကြရအောင်ကွာငါမှစက်သိန်းတွေအောင်ထနေပြီတိုးရဲ့အတန်တွေကတုံရင်နေပြီးတော့မြဝန်းတွေထဲမှာလည်းထိတ်လန့်မှုတွေအတိုင်းသားမြင်နေရတယ်သူကဆူရဲ့လက်မောင်းကိုခတ်တနေဆွဲကင်ရင်ဒီကျိန်စာတက်နေတယ်လို့နေရာမျိုးကနေအမြန်ဆုံးလွတ်မြောက်ချင်နေတာပေါ့ဒါပေမဲ့ဆူကတော့ဂယုမဆိုင်ပဲလေတန်းနဲ့နှာခေါင်းတစ်ချက်ရှုံလိုက်ပြီးတော့သူ့တငယ်ချင်းကြောက်စိတ်ကိုအရေးမပါသလိုမျိုးသဘောထားလိုက်တယ်ဆူရဲ့ရင်းရည်တည်စိန်ခေါ်လိုက်တဲ့စကားအတန်တွေလေထဲမှာပျောက်ကွယ်သွားအောင်ရှိသေးသူတို့ရှိကနတ်မောင်အုံမိုင်းနေတဲ့ခြုံပုတ်ကြီးဟာတစုံတစ်ယောက်ကပြင်းပြင်းထန်ထန်ဆွဲခါလိုက်သလိုမျိုးတဖြုံဖြုံနဲ့ရုပ်ချီလှုပ်ခါလာပါတယ်အဲ့ဒီလှုပ်ရှားမှုကတာမန်တောကောင်တကောင်ကြောင့်ဖြစ်တာမျိုးမဟုတ်ဘဲနဲ့ကွယ်ကွယ်ဝဝရှိနေတဲ့အရာတစ်ခုကစူးရဲ့စိန်ခေါ်မှုကိုအကြီးအကျယ်ဒေါသထွက်သွားတဲ့ပုံစံမျိုးပါတစ်ဆက်တည်းမှာပဲပတ်ဝန်းကျင်တစ်ခုလုံးမှာလည်းဘဲကစမှန်းမသိတဲ့ပြင်းထန်တဲ့လေဝေကြီးတစ်ခုကဝိရန်တိုက်ခတ်လာပြီးတော့တောနက်တစ်ခုလုံးကိုလွှမ်းခြုံသွားစေမိအတန်နဲ့ကြီးကနေရာအနှံ့ပဲ့တင်ထပ်လို့လာပါတယ်ဒီတန်ဟာလူတန်လိုလိုတောကောင်တန်လိုလိုနဲ့နားမခင်နိုင်လောက်အောင်ဆူရှာလာပါတယ်ဒီလိုချိန်နေမျိုးမှာတော့မှဆူကတွေးရမနေပဲလက်ထဲကဒိုမီတနက်ကိုကြစ်ကြက်ပါအောင်စုပ်ကိုင်းကအတန်လာရခြုံပုတ်စီကိုအသင့်ချိန်လိုက်ပါတယ်ကြောက်ခနေမောင်းခလုတ်ဆွဲတင်လိုက်တဲ့အတူဒေါသမျက်ဝန်းတွေနဲ့ခါရမ်းနေတဲ့ခြုံပုတ်ထဲကိုအားကုန်ပစ်ထည့်လိုက်ပါတော့တယ်တနက်တာဟာတိတ်ဆိတ်နေတဲ့တောအုပ်ကြီးတစ်ခုလုံးကိုဟိန်းထွက်သွားစေပြီးတော့တနက်ပြောင်းဝကနေရန်ငွေတွေကလည်းအလေးလိုက်တက်လာပါတယ်အံ့ဩစရာကောင်းတာကတော့စောစောကအဆက်မပြတ်တပြုံပြုံလှုပ်ခါနေတဲ့ခြုံပုတ်ကြီးဟာတနက်တန်အစုံမှာဘာမှမရှိခဲ့တယ်လို့မျိုးရုပ်ချီးဆိုသလိုငြိမ်သက်သွားခဲ့တယ်ဒီမောင်တူတွေမှာတပံပြန်ဆိုးမိုးလာတဲ့ထိုတိတ်ဆိတ်ခြင်းကပို့လို့တောင်မှရင်တထိတ်ထိတ်ဖြစ်စရာကောင်းနေပါတော့တယ်ဒါပဲလားကမင်းကတကယ်တတိရှိရမှတ်နေတာခုတော့လေအတန်တိတ်သွားတာပဲမဟုတ်လားတော်ပြီတို့ရသွားကြစို့ငါထင်တယ်လို့လည်းမစွမ်းပါဘူးကစူးကတနက်ပြောင်းဝါကရန်ငွေတွေကိုမှုတ်ထုတ်လိုက်ရင်းနဲ့အောက်နိုင်သူတယောက်လိုဝုန်းဝင်းကြွားကြွားပြောလိုက်ပါတယ်သူရဲ့ရဲချင်းလုံးနဲ့စကားအတန်တွေကြောင့်ဘေးနာကဒိုးတောင်မှအနှင်းငယ်စိတ်သက်သာရသွားတယ်လို့ပါပဲယုံကြည်မှုအပြည့်နဲ့လှည့်ပြန်သွားကြတဲ့သူတို့နှစ်ယောက်ရဲ့နောက်ကျောမှာတော့အမောင်တို့ကြားတွေကနေတစုံတစ်ယောက်ကဒေါသမျက်လုံးအစုံနဲ့စူးစူးဝါဝါစိုက်ကြည့်ကျင်းခဲ့တာကိုတော့သူတို့လုံးဝသတိမထားမိခဲ့ကြပါဘူးဒီဖြစ်ပျက်တွေပြီးတဲ့နောက်မှာလေရွာရင်းမှာတော့နန်းရွေသေးမရဲ့ခြောက်ချားစရာတရွေးတွေကတော်မီလောင်တယ်လို့ဟိုးဟိုးကြော်နေစေပါပဲဒါပေမဲ့သူကတော့အဲ့ဒီသတိပေးချက်တွေဟာအတိတ်ပဲမရှိရဲ့ကောလာဟာလာတွေကြောက်တဲ့သူတွေရဲ့ပုံမြင်တွေထပ်မပို့ခဲ့ပါဘူးသူကတော့ထုံးစံအတိုင်းဘသူကိုမှဂရုမစိုက်ပဲသူ့လို့သူဆက်လုပ်နေခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာတော့သူကထင်းခုတ်ဖို့အတွက်ပစိန်တလက်ကိုပခုံးမှထမ်းပြီးတောရဲကိုတယောက်တည်းထွက်လာခဲ့ပြန်ပါတယ်တိတ်ဆိတ်အေးဆက်နေတဲ့တောနက်ကြီးတွေမှာတောက်တောက်ဆိုတဲ့ပစိန်ပေါက်တန်ကြီးကပဲ့တင်ထက်လို့နေပါတယ်နေဝင်ယိုကြီးအချိန်ကိုရောက်လာတဲ့အခါသူကနဖူးကချွေးတွေကိုတုပ်လိုက်ပြီးတော့အလုတ်ပြီးသွားပြီးမှပစိန်ကိုပခုံးပေါ်ထမ်းကအိမ်ပြန်မှုပြင်လိုက်ပါတော့တယ်ဒါပေမဲ့သူလျှောက်လေလေတခုခုထူးဆန်းနေမှန်သိလာလေးပါပဲသူအမြဲတမ်းသွားနေကြမျက်စိမိတ်လျှော့ရင်တော့မှရတဲ့လမ်းဟောင်းကြီးဟာအခုတော့အဆုံးမရှိသလိုမျိုးထူးဆန်းစွာရှေ့လျားလုံးနေခဲ့ပါတယ်ဘေဘက်ကိုပဲလှေလျှော့လျှော့ဘေလန်းကပဲတော်ပဝင်းချင်းအနေထားကမူလနေရာကိုဝေးပြန်ရှောင်းနေသလိုမျိုးတဝေးလေးဖြစ်နေတာပါနေလင်းအောင်ကတဖြည်းဖြည်းမှိန်ဖြော့လာပြီးတော့တောအုပ်ကြီးကပုံမမှအတိကျလာတဲ့အခါစူးရင်ရှင်ထဲမှာတခါမှမခံစားဘူးတဲ့စိုးရင်စိတ်တွေစတင်အမြင့်တွယ်လိုလာပါတယ်။စိုးရဲ့ရင်ထဲမှာကြောက်စိတ်ထက်ဒေါသကအရင်ဦးဆုံးဟုံတောက်လောင်မြိုင်လာခဲ့တယ်။အချင်းကြီးကပို့ပြီးတော့ထောက်ချဖို့ကောင်းလာတာကတော့သူချုံဖို့တစ်ခုကိုတိုးဝိဖြတ်ကျော်လိုက်တိုင်းကြောက်စာတစ်ခုနာကိုရောက်ရှိသွားတိုင်းမှာဟိုနီးကစမ်းချောင်းဘေးမှာတွေ့ခဲ့ရတဲ့လူစပင်းအစ်စ်တွေနဲ့လှုပ်ထားတဲ့တတားရုပ်ထုကြီးတွေကိုပဲနေရအနှံ့မှာထက်ခါတလေးလေးတွေ့နေရတယ်။အဲဒီရုပ်ထုတွေဟာတစုံတစ်ယောက်ကသူ့ကိုနောက်ပြောင်းနေတယ်လို့မျိုးနေရာတိုင်းမှာရှိနေကြပါတယ်။တချို့ရုပ်ထုတွေကခေါင်းပေါ်ကတစ်ကိုင်းကြီးတွေမှာကျိုးဆွဲချထားသလိုတရရက်နဲ့တွဲလောင်းကျနေပြီးတော့တချို့ကတော့တက်ပင်ချီယူနေမှာခွေလေးထရက်သားရှိနေတဲ့အသက်မဲ့တဲ့မျက်လုံးအစုံနဲ့စူးကိုစိုက်ကြည့်နေတဲ့ရအောင်ထိုမြင်ကွင်းကတာမန်လူဆိုရင်တော့ယူသွတ်သွားလာအောင်ထိတ်လန့်စရာကောင်းလာပေမယ့်စူးကတော့စိတ်တိုးနဲ့ရှေ့ကရုပ်ထုတစ်ခုကိုခြေထောက်နဲ့အားကုန်ဆောင်ကန်လိုက်တယ်။ဘေးကအကုသိုလ်ကောင်းတွေကဒီလိုအမိုက်တွေကိုလာပစ်ထားရလဲ။ဘယ်လန်းကနေသွားလို့သွားမှန်းတော့မသိတော့။ငါဒီနေရာထဲမှာတဝဲလေဖြစ်နေတာကြားလာပြီ
သူ့ရဲ့ဟိန်ဟောက်တန်ကတောနက်ကြီးတွေမှာပဲ့တင်ထွက်သွားပေမယ့်ဘာထူးခြားမှုမှရှိမလာခဲ့ပါဘူး။နေမင်းကမိုးကုတ်ဆောင်ဝိုင်းအောက်ကိုငုတ်ရှိုးဖို့လက်တလုံးအလိုအချိန်ထိသူဟာလမ်းဟောင်းကိုရှာမတွေ့ဘဲနဲ့တောထဲမှာပတ်ချလဲရှောက်နေရတော့မှာပဲ။ခြေထောက်တွေကလည်းခဲဆွဲထားသလိုလေးလံညောင်းလာပြီးတော့ရှေ့ဆက်ဖို့အင်အားတွေကုန်ခန်းလာပါပြီ။နောက်ဆုံးမှာတော့သူဟာအားမလို့အားမရဒေါသတကြီးတပြေးတစ်ချက်ကိုမှုတ်ထုတ်ရင်းနဲ့တပင်ကြီးတပင်ရဲ့ခြေမှာပြစ်ထိုင်ချလိုက်တော့တယ်။ပဝင်းကျင်ကတော့တဖြည်းဖြည်းအမောင်အတိကျလာပြီးတော့တောကောက်နေရဲ့အတန်တွေကလည်းပုံမဆူးရှလာခဲ့ပါတယ်။သူတယောက်အမောင်တူထဲမှာတယောက်တည်းကျန်ရည်နေခဲ့ပြီပေါ့။ဟိုးမောလိုက်တာခဏလောက်အမောဖြစ်အောင်ပါပဲ။နားပြီးမှပဲအေးစေးလမ်းပြန်ရှာတော့မယ်။သူကစိတ်ပြက်လက်ပြက်နဲ့ညီးတွားလိုက်ရင်းနဲ့အင်ကြီးလက်စားနဲ့နှကန်းတဝိုက်ကချွေးစားတွေကိုကြမ်းတမ်းစွာနဲ့ဖိတုပ်လိုက်တယ်။ဒီနေ့တော့တကယ်ကိုအာကုသွနေပဲ။ဒီနေ့မှဘာရီလာဖြစ်နေမှန်းကိုမသိဘူး။သူအဲ့ဒီလိုရေရွရင်းနဲ့ရှေ့ကအမောင်ရိပ်တန်းစားပြုတ်နေပြီဖြစ်တဲ့တောအုပ်ကြီးကိုငင်းငိုင်ကြည့်နေမိတာပေါ့။ဒီချိန်မှာပဲသူ့ရဲ့မျက်လုံးအစုံကနေတစုံတယောက်ရဲ့အရေးအယောင်ကိုလှမ်းမြင်လိုက်ရတယ်။မလန်မကမ်းမှကြောပေးပြီးတော့ရက်နေတာကတော့အရွယ်မတိုင်သေးတဲ့ကလေးငယ်မလေးတယောက်။သူမရဲ့အဝတ်စားတွေကဟောင်းနှမ်းဆုပ်ပြတ်ပြီးသဲရီပေးနေသလိုအရှိကြီးဖားလာကျနေတဲ့သပင်တွေကလည်းကြည့်ုံနဲ့တမျိုးကြီးခြောက်ချားစရာကောင်းလာပါတယ်။သူမဟာတောနက်ကြီးထဲမှာဘာတမ်းမှမထွက်ဘဲနဲ့ကြောက်ရွံ့ကြီးတရုပ်လိုမလုံမရှက်ရက်နေခဲ့တာပါ။ဟေးကလေးမင်းကဘာတူသမီးလဲဒီလိုနေရာပြက်ကြီးမှာဘာလာလောက်နေရလဲတပင်တွေပါလဲကြလာရင်ခေါင်းခွဲပြီးတော့တည်နေအောင်မယ်ပြန်တော့စူးကစိုးရင်စိန်နဲ့လှမ်းអော်လိုက်တဲ့အခါမှာတော့ထိုမိန်းမငယ်လေးဟာစူးရှိရာဘက်ကိုတဖြည်းဖြည်းချင်းလှည့်လာတယ်။သူမရဲ့မျက်နှာတစ်ခုလုံးဟာအသွေးသားမရှိသလိုဖြူဆုပ်အေးဆက်နေပြီးတော့မျက်လုံးအိမ်တွေထဲမှာလည်းဘာအယောင်မှမရှိဘဲနဲ့ဟောက်ပတ်ကြီးဖြစ်နေတဲ့ရောင်ထိန်လာပေါ်ရအေးဆက်ဆက်အကြည့်တွေရဲ့စူးကိုစိုက်ကြည့်နေရင်ကတော့တစ်ခုလုံးစိတ်ငနေဖြစ်သွားစေမယ့်အသေးရစရာအတန်အပ်ကြီးနဲ့ပြောလိုက်ပါတယ်။အဲ့ဒီနေ့ကရှစ်ပါးဆက်ကပဲပြောခဲ့တာလေ။ကျမအောင်မရဖြစ်သိမ့်ပိုက်မယ်ဆိုအခုကျမရှစ်စီကိုရောက်လာပြီလေ။ရှစ်အလိုရှိတဲ့အတိုင်းဖြည့်ဆည်းပေးဖို့ကျမအခုအသိရှိနေတာ။သူမရဲ့စကားအတန်တွေကလေရဲမှာတိုးညင်းစွာပြန့်လွင့်ပေမဲ့စူးရဲ့နားထဲမှာတော့မိုးကြိုးပစ်လိုက်သလိုမျိုးဟိမ့်ထွက်သွားတယ်။ထိုမိန်းကလေးငယ်ကသူမရဲ့ဖြူဖြော့နေတဲ့လက်ကလေးကိုစူးစီကိုဖြင်းညင်းစွာကမ်းလင်းလိုက်ရင်းနဲ့ခြောက်ချားစရာကောင်းတဲ့အပြုံးတစ်ခုနဲ့ထပ်ပြောပြန်နေ။လာလေကျမနဲ့အတူချစ်တင်နှီးနှောကြတာပေါ့။စူးတကိုယ်လုံးကြောက်ရွံ့ကြီးတရုပ်လိုတောက်တင်းသွားပြီးတော့သွေးကြောတွေကသွေးတွေတောင်မှခဲသွားမတက်ခန်းစားလိုက်ရတယ်။လုံခဲ့တဲ့ရက်ကသူပါဇက်တရံပြီးတော့စိန်ခေါ်ခဲ့တဲ့တရေဆိုတာအစွမ်းမရှိကြောင်းလောင်ပြောင်ခဲ့တဲ့စကလုံးတွေကနစီရဲမှာအက်ဆစ်နဲ့လောင်လိုက်သလိုပြန်လဲပဲ့တင်ထပ်လို့လာပါတယ်။ရှင်ထဲမှာအလုံးရင်းနဲ့တိုးဝင်လာတဲ့ထိတ်လန့်မှုကိုဖုံးကွယ်ဖို့အတွက်စူးကသူ့ရဲ့ကြံရင်းနေတဲ့မန်မာနာကိုအားပြုပြီးတော့၆ကက်ကက်ရှင်မောကပြန်អော်လိုက်တယ်။ဟေးမင်းကကလေးလေးပဲရှိသေးတာငါ့အမေကိုဘာလုပ်ရမှာလဲမင်းတော့တေပါအောင်မယ်ပြန်စမ်းအိမ်ပြန်တော့ငါမင်းကိုဘာမှမလုပ်ဘူးဒါမတရားလွန်ရကြတယ်။စူးကအဲ့လိုအာကောင်ချစ်အော်ပြောပြီးတော့ခေါင်းကိုခါရမ်းကထိုနေရာကနေလွတ်မြောက်ဖို့တခြားဘက်ကိုအမြန်လှည့်ထွက်ဖို့ပြင်လိုက်တယ်။ဒါပေမဲ့သူလှည့်လိုက်တဲ့အရှိတက်မှာရင်အသက်ရှူရမတတ်မြင်ကွင်းကစီးကြိုနေပြန်နေ။အဝယ်စားဆုပ်ပြတ်တက်နေတဲ့မိမပြိုတယောက်ကလမ်းကိုပိတ်ရက်ထားပြန်နေ။သူမရဲ့အသားကြီးဟာလူအသားနဲ့မတူရဲနဲ့အလောင်းတလောင်းလိုပြနန်းဖြူဆုပ်နေပြီးတော့အေးဆက်တဲ့အငွေသက်တွေကထွက်ပေါ်နေတယ်။ထူးခြားတာကသူမရဲ့အယက်မောင်ဟာချစောကကလေးမလေးလိုမဟုတ်တော့ဘဲနဲ့အရွယ်ရောက်ပြီးသားမိမပြိုတယောက်လိုထွားထွားကြိုက်ကြိုက်နဲ့စူးရဲ့အရှိမမမမတ်ကြီးရက်နေတာပါ။သူမရဲ့သပင်ရှည်ကြီးတွေကလေမတိုက်ဘဲနဲ့တလုံးလုံးဖြစ်နေတာကကြည့်နေရင်ရင်မက်တွေဘလောက်ဆူသွားစေပါရဲ့။အခုတော့ကျမအရွယ်ရောက်တဲ့မိမပြိုလေးဖြစ်နေပြီလေ။ကျမရဲ့ရင်သားတွေကိုကြည့်ပါဦး။ဆွဲဆောင်မှုမရှိဘူးလား။အခုကျမရှင့်အတွက်အစင်းသင့်မယ်။ရှင်နဲ့အတူချစ်ရည်လူကိုအစင်းသစ်ဖြစ်နေပြီ။သူမရဲ့အတန်ကနှလုံးသားတွေအထိစိတ်ဝင်သွားလောက်အောင်အေးဆက်ဆက်နဲ့နားတွေကိုတိုးဝင်လာတယ်။လာလေကျမစီကိုလာခဲ့ပါ။အဲ့ဒီနေ့တော့ကရှင်ရဲ့တက်တီတွေကောင်းငင်ထိရောက်နေကြတာမဟုတ်ဘူးလား။စူးတကူလုံးတော်တော်ရည်နဲ့နောက်ကိုခြေလမ်းပြတ်စွာစုပ်မိသွားတယ်။ခိုင်မာလာပါတယ်ဆိုတဲ့သူ့ရဲ့လက်ထဲကပစိန်ကြီးဟာလေတုံရင်နေပြီးတော့တကူလုံးမှာအေးဆက်တဲ့ချွေးစည်းတွေကဖျားထွက်လို့လာပါတယ်။ဒါပေမဲ့မင်းရဲ့ရုပ်ကြီးကဒီလိုကြီးဖြစ်နေတာငါလူလေတရေနေတော့ဘယ်လိုလုပ်ပြီးဒါမျိုးတွေလုပ်နိုင်မှာလဲ။ငါလုံးဝမလုပ်နိုင်ဘူး။စူးရဲ့အတန်တွေကကြောက်စိတ်ကြောင့်ဘလုံးပထေးဖြစ်နေပြီးတော့အသက်ရှူတန်တွေကလည်းအတိုးကျိန်မြတ်ဆန်းလာတယ်။စူဟာသူ့အမှန်တကယ်အသက်အန္တရာယ်ကြုံနေရပြီဆိုတာကိုသိလိုက်တဲ့အတွက်အသက်လူဖို့နောက်ပြန်လေကတောနတ်ထဲကိုယူယူမူမူထွက်ပြေးဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့ခြေလမ်းအနှဲငယ်မှာရင်သူ့ရဲ့ခြေထောက်တွေဟာ
မိကြီးရဲ့မှာတန်လိုက်နဲ့ဆွဲထားသလိုရုပ်ချီရက်တက်သွားရပြန်ပါရီသူရှိကမြင်ငွေကတော့ထပ်မှန်ပြီးတော့မော်ဆန်စွာပြောင်းလဲသွားပါပြီအခုသူမြင်နေရတာကစောစောကလို၆ချားဘွယ်ရအလောင်းကောက်ကြီးမဟုတ်တော့ပါဘူးအသားရည်ကဝင်းမို့ဆိုပြေးနေပြီးတော့တကယ်ကိုရင်သက်ရှုမောပဲကောင်းလောက်တဲ့ချုံမောလှပတဲ့မင်းမပြိုလေးတယောက်ဖြစ်ဖန်ဆင်းထားခဲ့တာပါသူမရဲ့မျက်လုံးအစုံကလည်းစူးကိုဆွဲဆောင်ဖိတ်ခေါ်နေတဲ့အရေးရောင်တွေနဲ့ဝိုင်းဆက်တောက်ပလို့နေပါတယ်အကိုစူးရဲ့အဲ့ဒီနေ့ကရှင်ကိုယ်တိုင်ပဲကျမနဲ့တူတူနေချင်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလားယင်အခုကျမကကိုစူးစိတ်တိုင်းချဖြစ်အောင်အရာအလုံးပြောင်းလဲပေးထားပြီလေကျမရဲ့အလှပတွေကကိုစူးတက်အစင်သစ်ဖြစ်နေပါပြီကျမကိုကြည့်ပါဆွဲဆောင်မှုမရှိဘူးလားလာပါကျမစီကိုလာခဲ့ပါသူမရဲ့အတန်ကပြားရည်လုံးချုံမိနေပေမဲ့စူးရဲ့အနာထဲမှာတော့တင်မင်းရဲ့ကြပြတပုတ်လိုခန်းစားနေရတယ်စူးဟာအသေးတုံမတက်ကြောက်လန့်နေပြီမို့လက်ထဲကပစိန်ကိုပြစ်ချကလောက်ကလေးတော်တော်ရင်ချီလို့တောင်းမှန်တူရှိုးတော့တယ်ငါတောင်းမှမာတယ်အဲ့ဒီနေ့ကငါပါဇက်တရမ်းပြီးတော့မင်းကိုစော့ကားမိတာပါမင်းကိုဂုံသိက္ခာမရှိအောင်ပြောဆိုမိတဲ့အတွက်ငါ့ကိုခွက်လွတ်ပါနော်ငါတကယ်ကြောက်ပါပြီငါ့ကိုအိမ်ပြောင်းခွင့်ပြုပါတော့နော်မရဘူးလေရှင်ပြောခဲ့တဲ့စကားတီးရမယ်ရှင်မှာတာဝန်ရှိရဲဆိုတာရှင်မသိဘူးလားမိမဖြူရဲ့လေသားကရုပ်ကြီးဆိုသလိုအေးဆက်ပြတ်သားသွားပြီးစူးကိုအကြက်ကင်လာပါတယ်ဘလို့မှပြေးမလွတ်နိုင်တော့မှသိလိုက်တဲ့အခါစူးဟာညံဆင်ပြီးတော့တုံတုံရီနဲ့ပြန်ပြောလိုက်တယ်ကဲကောင်းပြီလေဒါဆိုရင်လည်းမင်းမျက်စီလေးအရင်မှိတ်ထားပေးပါလားမင်းမျက်စီမှိတ်ထားမှငါ့အမင်းနဲ့တူတူနေနိုင်မှာပေါ့ဒါမှစိတ်ခံစားမှုကောင်းမှာပေါ့စူးရီမျောဝန်းနေထဲမှာတော့အသက်ရှင်လို့တဲ့မျောလင်းချက်နောက်ဆုံးအလင်းနဲ့တူကြောက်စိတ်တွေကဒွန်တွင်းနေပါတော့တယ်လာပါတဲ့မင်းမပြိုအသိဖန်ဆန်းထားတဲ့နန်းတွေ့တဲ့မဟာစူးရီစကားကိုကြားလိုက်တဲ့အခါမှာတော့အောင်နိုင်သူတယောက်လိုဝမ်းသာအားရပြုံးလိုက်ပြီးတော့သူမရဲ့မျက်လုံးအစုံကိုဖြည်းဖြည်းချင်းမှိတ်ချလိုက်ပါတယ်သူမဟာညှို့ယူဖန်ဆားနိုင်တဲ့အလှတရားတွေနဲ့အတူမျက်လုံးအစုံကိုမှိတ်ပြီးတော့ကာမဂုဏ်ရဲ့အထီးတွေကိုညီသက်စွာစောင့်ဆိုင်နေတော့တာပေါ့ဒီချိန်မှာတော့စူးရဲ့မျက်လုံးတွေကအယောင်ပြောင်းသွားခဲ့ပါပြီသူဟာသွားကိုချိတ်မှန်ကိုတင်းပြီးတော့လက်ထဲကပစိန်ကိုအားကုန်လွှဲကောင်မိမပြူရင်ဦးကောင်းတတိတ်ကိုအရှိန်အဟုန်နဲ့ပေါက်ချလိုက်တော့တယ်တစ်တောင်းကိုပေါက်လိုက်သလိုမျိုးအတန်ကြီးနဲ့တူလှပတဲ့မိမပြူရဲ့ခန္ဓာကိုယ်ဟာရုပ်ချီးဆိုသလိုရှုပ်တုံလင်သွားပြီးတော့ကြောင်မဖွယ်ကောင်းတဲ့မူလရုပ်သွင်းဆိုကြီးပြန်ပေါ်လာတယ်။အောင်မမင်းကငါ့ကိုဒီလောက်တောင်လှုပ်ရက်တယ်ဗောလေ။ငါ့ကိုထပ်ပြီးတော့ဒုက္ခပေးရသေးတယ်ပေါ့။တိတ်ကိုတက်တီကောင်းနေပါလား။တရေမရဲ့အနာကျင်ဒေါသထွက်နေတဲ့အော်ဟစ်တန်ကိုစူးကနားမဝင်တော့ပါဘူး။သူဟာအသားရင်းစိုက်ဝင်နေတဲ့ပစိန်ကိုအားနဲ့ပြန်ဆွဲထုတ်ပြီးသူမရဲ့လေပင်စီကိုနောက်တစ်ချိန်အားကုန်ထပ်လွှဲလိုက်ပြန်နေ။စပင်းအရှိကြီးတွေဖုံးလန်းနေတဲ့တရေမရဲ့ဦးကောင်းဟာကိုရီကနေပြတ်ထွက်သွားပြီးမြေပြင်ပေါ်ကိုဘုံနဲ့လိမ့်ဆင်းသွားတော့တယ်။ဒီခဏမှာပဲတတော်လုံးတုံဟင်းသွားမတတ်မြေလံမတတ်အတန်ကြီးတွေပေါ်ထွက်လာပြီးတော့ပတ်ဝန်းကျင်ကထုံပုတ်တွေဟာလေပြင်းပြင်းထန်ထန်လှုပ်ခါလာတယ်။တောအုပ်ကြီးရဲ့အရက်ရှင်းမျက်နှာလုံးကနေမခံမရက်နိုင်အောင်ဆူရှားလာတဲ့အော်ဟစ်အုံကြီးတန်တွေကစူညံသွားခဲ့ပါတော့တယ်။ကြည်ရတာနန်းရွက်တရေမပေါင်းရှာနေချီထောင်နေချီတဲ့အုပ်စုကြီးကအကြီးကျယ်ဒေါသထွက်ပြီးတော့စူးစီကိုတချိန်ထိုးပြင်းဝင်လာနေကြသလိုပါပဲ။အမောင်တူတွေမှာတကိုယ်ရေးဖြစ်နေတဲ့စူးတက်တော့ထိုးအော်ဟစ်တန်တွေဟာတေမင်းရဲ့ခေါ်တန်တွေလိုခြောက်ချစရာကောင်းနေပါတယ်။စူးရဲ့လက်ဖြားခြေပြားတွေဟာအေးဆက်တုံရင်နေပေမဲ့တေဘေးနဲ့ရင်ဆိုင်နေရတဲ့အသီးကသူ့ကိုသွေးယူသွေးတမ်းမှန်တဲစေခဲ့ပါတယ်။သူဟာခါးကြားကတော်တုံးထားကိုအာကိုတကြီးဆွဲထုတ်ပြီးတစ်ချက်ပါအောင်ဆုပ်ကင်လိုက်ရင်းနဲ့ပဝင်းချင်းကအမောင်တူကြီးကိုစိန်ခေါ်လိုက်တော့တယ်။လာစမ်းဘဲကောင်လာရေးသလဲလာခဲ့စမ်းမင်းတို့ခေါင်းတွေကိုလည်းအခုကောင်းလို့ပဲငါတစစီပြတ်ထွက်အောင်လုပ်ပြမယ်တတိရှိရင်ငါစီကိုအခုလာခဲ့လိုက်ကြစမ်းသူ့ရဲ့စိန်ခေါ်တာကတုံရင်နေပေမဲ့ဒေါသနဲ့နာကျင်မှုတွေကတော့တောအနှံ့ပဲ့တန်ထွက်သွားတော့တယ်။စူဟာအသေးစိတ်တွေလွင့်ထွက်သွားတဲ့လူတယောက်လိုမြေပြင်ပေါ်ကအလောင်းကောင်စီကိုတရှိန်ထိုးပြေးဝင်သွားပြီးလက်ထဲကဓာတ်နဲ့အလောင်းရဲ့ပခုံးစစ်တွေကိုတပြုံးပြုံးနဲ့အာကုံလွဲကောင်ခုတ်ပိုင်းတော့တယ်။အသားကျန်းထိမှန်တန်တွေကတိတ်ဆိတ်တိတ်တော်တွေမှာကြောက်မဖွယ်ကောင်းအောင်ထွက်ပေါ်နေတယ်။မြင်ကြလားဟိဘဲကောင်ထက်လာအောင်မလဲ။လာရဲတဲ့ကောင်လာခဲ့စမ်းမင်းတို့လက်တွေခြေထောက်တွေအကုန်ဖြတ်ပြမယ်။လမ်းတော်မလျှောက်နိုင်အောင်ငါတစားစီလုပ်ပြမယ်။မှတ်ထားကြ။သူဟာတစားစီဖြစ်သွားအောင်လို့အလောင်းကိုအပိုင်းပိုင်းမောနှံပြလိုက်ရင်းနဲ့အတန်ကုန်အော်ဟစ်ပြီးတော့ချင်းချောက်နေရတယ်။ရှင်ထဲမှာတော့အသေးခိုင်မတက်တုံရင်နေပေမဲ့ဟန်မပြတ်အောင်ကြိုးစားရင်းနဲ့နောက်ကိုတဖြည်းဖြည်းချင်းဆိုလိုက်တယ်။လက်ထဲကဓာတ်ကိုလည်းဘေးညာဝိရရင်ဘသူမှအနာမကတ်နိုင်အောင်အကာအကွယ်ယူထားပါတယ်။ငါနောက်ကိုလိုက်မလာနဲ့နော်။လိုက်လာတဲ့အကောင်ခုနလိုအပိုင်းပိုင်းခုတ်ပြမှာ။စူးရိတ်သွေးယူသွေးတန်းနဲ့ကျုံဝါတန်တွေကထိရောက်သွားပုံရပါတယ်။စောစောကစူညံနေတဲ့ငုံကြီးတန်တွေနဲ့တပြုံးပြုံးလှုပ်ခါနေတဲ့ခြုံဘိုးတွေဟာ
တဖြည်းဖြည်းနဲ့ပြန်ပြီးတော့ငြိမ်ကျသွားတယ်။ဒီလိုလူမျိုးမသိသူမျိုးမသိတကူတော်တောင်းကျမ်းနေတဲ့လူသားတယောက်ရဲ့ဂျိုးတုမှုကိုမကောင်းဆိုးအားဝိညာဉ်တွေတောင်မှထိတ်လန့်သွားကြပုံရပါတယ်။စုဟာအခွင့်ကောင်းကိုအမိရဆုပ်ကင်လိုက်ပြီးတော့နောက်ကိုလှက်ကအသက်လို့ပြီးတော့ပြေးပါတယ်။ပြေးနေရင်လည်းတောင်မှပါဇက်ကနေတရေတစီတွေကိုရည်ရည်တည်တည်ဆေးဆူချိန်မှပြီးတော့မှန်တင်းသွားပါသေးတယ်။နောက်ဆုံးမှာတော့သူဟာအမောတကောနဲ့ဒေါ်ဇက်ကိုကြောဖြတ်နိုင်ခဲ့ပြီးရွာကထွက်နေတဲ့မီးရောင်မမိန်လေးတွေကိုလှမ်းမြင်လိုက်ရတယ်။တင်မင်းရဲ့လက်ကုပ်ခရမင်းဘေးကနေအံ့ဩစရာကောင်းလာအောင်တည်တည်လေးလွတ်မြောက်လာခဲ့ပါတော့ရှင်။ဟုတ်ကဲ့ပါရှင်ဇလန်လေးကတော့ဒီမှာပြီးဆုံးသွားခဲ့ပါပြီ။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးထူးပဲတင်ရှိပါရရှင်။